Audience တွေအားလုံးပဲမင်္ဂလာပါဒီကာလမှာကျွန်မ reading လေးတွေအဆက်ပြတ်သွားတယ်ပေါ့နော်ကျွန်မဘာသာရေးအတိတ်ထန်နဲ့ healing journey တွေနဲ့ကိုယ့်ရဲ့စိတ်နဲ့ခန္ဓာကိုပြန်ပြီး recovery လုပ်နေရတဲ့အချိန်မျိုးလို့ပါနော်ကဲအခုခန်းဘက်အနေနဲ့ကျွန်မ guidance reading တပုံနဲ့ပြန်လာပါပြီဆိုတော့ Point 1 Point 2မိမိတို့နှစ်သက်တဲ့ပုံရွေးချယ်ပြီးတော့ကိုယ်ဘယ်လိုမျိုးလမ်းညွှန်ချက်တွေရရှိမလဲဆိုတာကိုနားထောင်သွားပါရှင် Point 1ကိုရွေးချယ်ထားတဲ့သူတွေအားလုံးပဲမင်္ဂလာပါthe significator card လေးကဒါက Calimero ရဲ့ card ပေါ့နော်ဒီကတ်ထဲမှာဆိုရင်ဒါက Mero က battle တစ်ခုပြီးသွားတဲ့အချိန်မှာသူအရန်စိတ်တိုးနေတယ်အရန်သတိလက်လွတ်တွေဖြစ်ပြီးတော့ပေါ့နော်ဒေါသတွေအရန်ထွက်တဲ့အချိန်ထပ်ပြီးတော့အပျက်စီးတွေဖြစ်မှာဆိုလို့သူ့ရဲ့အမျိုးသားကအရှင်ရှီဖာကမေရောရဲ့ခြေထောက်အောက်မှာဝင်ပြီးတော့ဒါအခြေအနေကိုထိမ့်မိလိုက်တာပေါ့နော်သူမျိုးသားကိုတက်နှင်းမိသွားတဲ့အချိန်မှာသူပြန်ပြီးတော့သတိဝင်သွားတာပေါ့နော်ဒါကိုပုံဖော်ပေးထားတာဆိုတော့ဒီကတ်ကိုရွေးချယ်ထားတဲ့ဖိုင်ဝန်းနေဘေးပြောကတွေဘေးက negative energy တွေမိမိဘဝမှာကြုံတွေ့နေရတဲ့ကိုထိန်းချုပ်လို့မရတဲ့အရာတွေအပေါ်မှာအရန်စိတ်တွေပူလောင်နေတယ်ပူပန်တော့ကရောက်နေတယ်เนาะသတိတွေအားနည်းနေတာကိုပြတယ်ပြီးတော့လမ်းကြောင်းလေးတွေအနည်းငယ်လွဲမှားနေတာလေးတွေရှိတယ်ဒါလေးတွေပြင်ဖို့လိုတယ်ဆိုတာကို energy ရတယ်ဒါအပြင်ကိုလမ်းညွှန်ပေးမဲ့သူကိုထိန်းပေးမဲ့သူကိုဒါအကြံဉာဏ်တွေပေးမဲ့သူเนาะကိုသတိပေးမဲ့သူတွေနဲ့လည်းလူကောင်းသူကောင်းနေနဲ့လည်းစုံတွေ့ရနိုင်တယ်ကြုံတွေ့ရနိုင်တယ်ဆိုတာကိုတွေ့ရတယ်နောက်တစ်ခါကိုဘဝမှာကောင်းမွန်တဲ့အပြောင်းလဲလေးတွေဖြစ်လာတော့မယ်เนาะပြီးတော့ဒီအခုလိုမျိုးပေါ့နော်အခုလိုမျိုးခက်ခဲအနှောက်ယှက်တွေနောက်တစ်ခါကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာ negative တွေဒါတွေကိုလည်းကိုယ့်ရဲ့သက်ဆိုင်တဲ့အဆောင်ရှောက်တွေ spirit guide တွေနောက်တစ်ခါဒီမေရောယုံကြည်ရဆိုရင်လည်းဒါမေရောရဲ့ energy တွေနဲ့ပေါ့နော်ဒါတွေကိုလည်းရှင်းထုတ်ပေးနေတယ်ဘဝမှာကောင်းမွန်တဲ့ပြောင်းလဲခြင်းတွေလာတော့မယ်ဆိုတာကိုအရင်ဆုံး guidance ရထားတယ်เนาะကျမတို့ခတ်တွေစုံအောင်ချပြီးတော့ကြည့်ကြည့်အောင်โอเคလက်ရှိမှာဖိုင်ဝန်းတွေကကိုယ့်ရဲ့စားဝတ်နေရေးထိုင်ရေးနောက်တစ်ခါကိုယ့်ရဲ့အကြောင်းအရာပေါ့နော်ရှိလိမ့်မယ်ခန္ဓာအသီးသီးမှာပေါ့ခန္ဓာအသီးသီးမှာစိုးရိမ်နေတာစိတ်ပူနေတာစိတ်မလုံခြုံခြင်းတွေရှိနေတာကိုပြတယ်เนาะအဲ့ဒါကြောင့်မို့လို့အရန်ကိုဒီစူးစမ်းအားထုတ်နေတယ်ဒါမှမဟုတ်အရန်အတွေးတွေလွန်နေတယ်အရန်တွေးနေတယ်ဒါမှမဟုတ်လို့ရှိရင်ဒီအစမပြေခြင်းတွေအတွက်ကိုဒီဘာလုပ်လို့ဘာကန်ရမှန်းမသိစိတ်တွေပူလောင်နေတာမျိုးเนาะစိတ်တွေသတိလက်လို့ဖြစ်နေတာမျိုးတွေကိုတွေ့ရတယ်နောက်တစ်ခါပြင်ပအတန်တွေပေါ့နော်ပြင်ပစုညံတန်တွေလို့ပြောလို့ရတာပေါ့ဒါတွေကိုအရန်အာယုံစိုက်မိနေတယ်ဒီချိန်မှာဖိုင်ဝန်းတွေကငါဘာလဲငါဘလို့လူလဲဆိုတာတက်တည်ပြမယ်ငါဘာလဲဆိုတာကိုတက်တည်ပြမယ်ငါလှုပ်ပြမယ်ဘာညာဆိုပြီးအတင်းတက်တည်တွေပြချင်နေတာရှိနေတယ်เนาะပြီးတော့ဟိုမခံမြင်နိုင်တဲ့ကိစ္စတွေရှိနေတယ်เนาะနောက်တစ်ခါမမျှတတဲ့ကိစ္စတွေအပေါ်မှာကိုကအဖြစ်တွေဇော့အတင်းရှာမိနေတယ်ဘာကြောင့်လဲဘာကြောင့်ဒီလိုဖြစ်တာလဲဘာကြောင့်ဒီလိုလောက်တာလဲဘာတွေကြောင့်ဒီလိုဖြစ်လာတာလဲဒါမျိုးတွေနဲ့ပေါ့နော်အဖြေတွေလိုက်ရှာနေတာအရန်စိတ်တွေနှိမ့်မြင့်တက်ကြတယ်အရန်များနေတာကိုenergy ရတယ်ဆိုတော့အဲ့ဓာတွေနဲ့ပတ်သက်လို့ guidance ပေးထားတာဖြစ်တယ်เนาะလက်ရှိမှာဒီလို energy တွေခံစားနေရတယ်ဒီလိုမျိုးဖြစ်နေတယ်ဆိုလို့ရှိရင်အခု guidance လေးကိုသေချာနားထောင်ပါအခုချိန်ကဖိုင်ဝန်းတွေကတိတ်ဆိတ်စွာနေရမယ့်အချိန်ဖြစ်ပါတယ်เนาะကိုယ့်ရဲ့ထိန်းချုပ်မှုအောက်မှာမရှိတဲ့အရာတွေအတွက်เนาะပြင်ပကအတန်ပလန်တွေစုညံတန်တွေပြင်ပက negative energy တွေအတွက်ကိုယ့်ရဲ့စွမ်းအင်တွေကိုယ့်ရဲ့အင်အားတွေကိုအကုန်ခံရမယ့်အချိန်မဟုတ်ဘူးအဲ့တော့လိုရာထက်ပို့ပြီးတော့ကိုပါလဲဆိုတာတက်တည်ပြနေရမှာရှင်းပြနေရမှာเนาะတိုက်ခိုက်နေရမယ့်အချိန်မဟုတ်ဘူးတည်ငြိမ်အေးဆေးစွာနေရမယ့်အချိန်ဖြစ်ပါတယ်နောက်တစ်ခါအဖြေတွေပေါ့နော်လိုရာထက်ပို့ပြီးအဖြေတွေရှာနေတာမေးခွန်းတွေထုတ်နေတာလိုရာထက်ပို့ပြီးတော့စိုးရိမ်နေတာပူပန်တော့ကတွေများနေတာပေါ့နော်ဒီ survival မှုထဲမှာရောက်နေရမယ့်အချိန်မဟုတ်ဘူးအခုအချိန်ဒီအေးဆေးလေးနဲ့ခြေတလန်းနောက်ဆုတ်ပြီးတော့တည်ငြိမ်စွာနေရမယ့်အချိန်ဖြစ်တယ်တဲ့เนาะ guidance ပေးထားတယ်အခုချိန်မှာကိုယ့်ရဲ့စိတ်နဲ့ခန္ဓာ body mind soul ကိုအရင်ဆုံး connect လုပ်ဖို့လိုတယ်เนาะကိုကဘယ်အရာတွေကိုအာယုံစိုက်မိနေလဲ
ကိုဘယ်အရာတွေကိုစိတ်ပူမိနေလဲကိုဘယ်အရာတွေပေါ်မှာမှားယွင်းစွာနဲ့ focus ထားမိနေလဲဆိုတာကိုတတိပြန်ကတ်ရမယ်အရာဖြစ်တယ်အဲ့ဒီမှာအဖြေတွေ့လာလိမ့်မယ်တဲ့နော်ကိုတတိပြန်ကတ်တဲ့အခါမှာကိုထိန်းချုပ်လို့မရတဲ့အရာတွေပေါ်မှာကိုအရန်စိတ်တော့ကတွေရောက်နေမိတယ်ကိုအရန်ခံစားနေမိတယ်ကိုအရန်ရင်မက်ထဲတွေထည့်နေမိတယ်ဆိုတာတွေတွေ့လာရမယ်နော်ပြီးတော့ကိုအခုချိန်မှာပြစ္ဆုတ်ပံမှာနေပြီးတော့ဘယ်အရာကိုပဲအာရုံစိုက်ရမလဲကိုရဲ့လက်ရှိဖြစ်တည်မှုကိုလက်ရှိဘာလုပ်နေသလဲကိုလက်ရှိဘယ်အရာကိုတာဝန်ယူထားလဲเนาะကိုမှလက်ရှိဘာတွေပိုင်ဆိုင်နေလဲဒါတွေကိုပဲအဓိကအာရုံစိုက်ပြီးတော့တည်ငြိမ်အေးဆေးစွာနေရမယ့်အချိန်မျိုးဖြစ်တယ်ဆိုတာကို guidance ပေးထားတယ်ဒီလူတွေဒီအချိန်မှာသိကြပါရဲ့ပြဿနာတွေဒါမှမဟုတ်လို့ရှင်အစင်မပြေခြင်းတွေเนาะဒါမှမဟုတ်အတိုက်အခိုက်တွေအတိုက်အခန့်တွေအများကြီးကြုံနေရတဲ့အချိန်မျိုးဖြစ်လိမ့်မယ်စမ်းသပ်မှုတွေစိန်ခေါ်မှုတွေပေါ့နော်ကိုရဲ့အေဂျင့်မှုကိုဒါပျောက်ဆုံးသွားတဲ့အထိပေါ့နော်ကိုရဲ့မူမမှန်တဲ့စိတ်တွေပေါ်လာတာအရန်စိတ်တွေအနှိမ့်မြင့်တက်ကြတွေမြန်တာဒါမျိုးတွေအထိပါလာပြီးတော့ဒါထိုးဆွခြင်းခံရတာမျိုးတွေကြုံနေရတဲ့အချိန်ဖြစ်လိမ့်မယ်เนาะဒါပေမဲ့ပေးထားတဲ့ guidance အရာဆိုလို့ရှိရင်တော့တတိလေးပြန်ကပ်ပါကိုယ့်ရဲ့စိတ်နဲ့ကိုယ့်ရဲ့ခန္ဓာတတိလေးပြန်ကပ်ပြီးတော့တိတ်ဆိတ်အေဂျင့်စွာနေပါငြိမ်သက်စွာနေရမယ့်အချိန်ဖြစ်တယ်ဆိုတာကိုပဲ guidance ပေးထားတဲ့အချိန်တစ်ခုရောက်လို့ရှိရင်အဖြေလဲတွေ့လာလိမ့်မယ်အဖြေလဲရလာလိမ့်မယ်ကိုယ့်အတွက်အခွင့်အလမ်းလဲရလာမယ်ဆိုတာကိုပြောထားတယ်တဘာဝနဲ့များထိတွေ့ပေးပါရေများတောက်ပေးပါเนาะဒီ chakra balancing တွေဘာတွေလုပ်တဲ့သူတွေဒီ root chakra အားကောင်းအောင်လို့လုပ်ပေးဖို့လိုအပ်တယ် root chakra balance လုပ်ဖို့လိုအပ်တယ်เนาะဒါမှသာလျှင်ကိုကစိတ်လုံခြုံမှုတွေရလာမယ်တခုခုဆိုလို့ရှိရင်ဒီ negative တွေနောက်ကိုကမျောပါမသွားဘဲနဲ့เนาะပူလိုက်အေးလိုက်ဖြစ်မနေတော့ဘဲနဲ့ကိုယ်စိတ်နဲ့ကိုလုံခြုံလာမယ်เนาะကိုယ် energy နဲ့ကိုနေနိုင်လာမယ်ပေါ့เนาะဒါဆိုရင် chakra balancing လုပ်တဲ့သူတွေဒီ root chakra လုပ်ဖို့လိုအပ်တယ်မလုပ်တဲ့သူတွေကတော့တဘာဝနဲ့များထိတွေ့ဖို့လိုအပ်တယ်เนาะတိတ်ဆိတ်ငြိမ်းချမ်းစွာနေဖို့လိုအပ်တယ်မနက်အစောကြီးဒါမှမဟုတ်လို့ရှိရင်ညဘက်တိတ်ဆိတ်အေဂျင့်တဲ့အချိန်မှာတရားထိုင်တာတရားမှတ်တာเนาะငြိမ်သက်ကလေးနဲ့မိမိအချိန်ပေးတာဒါလေးတွေလုပ်ဖို့လိုအပ်တယ်အကောင်းမြင်စိတ်များမွေးဖို့လိုအပ်တယ်အရာရာကို negative အတွေးနဲ့ကြည့်မနေဘဲနဲ့เนาะငါ့ကိုဘလို့ထင်တာငါ့ကိုဘလို့လုပ်တာငါဘလို့လှုပ်ချလိုက်မှာဒီလိုဆိုလို့ရှိရင်တော့ငါတော့ဒုက္ခရောက်တော့မှာဒီလိုဆိုတော့ငါတော့အဆင်မပြေတော့ဘူးဟာသွားပြီဘာညာဆိုရ negative တွေအရင်ဖယ်ချလိုက်ပြီးတော့အကောင်းမြင်စိတ်မွေးဖို့လိုတယ်။ဒါကတော့သူတို့အမြင်သူတို့ဒါငါထိန်းချုပ်လို့မရဘူး။เนาะဒါကတော့ဒီတိုင်းပဲထားလိုက်မယ်ဒါချိန်တိုင်းပြီးသွားမှာငါအခုစိတ်ပူနေတဲ့အရာတွေကလည်းတကယ်တမ်းတော့ဖြစ်မလာသေးဘူး။ဘာမှလည်းဖြစ်နေရလည်းမဟုတ်ဘူး။လက်ရှိမှာငါဒီလုံခြုံနေတယ်ပြည့်စုံနေတယ်။ငါငြိမ်းချမ်းနေတယ်အေးချမ်းနေတယ်ဒီလိုအကောင်းမြင်စိတ်ကလေးနဲ့ဖြတ်တန်းဖို့လိုအပ်နေတဲ့အချိန်ဖြစ်တယ်เนาะဒီမှာလိုပဲပေါ့เนาะအရန်ဒေါသတွေထွက်နေတဲ့အချိန်မှာကိုကပြန်ပြီးတော့သတိကပ်ဖို့လိုအပ်တယ်เนาะဒါကတော့ဒါသူ့ရဲ့အမျိုးသားကတော့ထိန်းပေးတာပေါ့เนาะဒီကတ်ရဲ့သဘောအရဆိုရင်ကိုကတော့ကိုယ့်ရဲ့ awareness နဲ့ပေါ့เนาะကိုယ့်ရဲ့သတိနဲ့เนาะကိုယ့်ရဲ့အသိသတိနဲ့ပဲကိုပြန်ပြီးတော့ထိန်းရမှာပေါ့ဒါကြောင့်မို့လို့အရန်ပြန့်လွင်နေတဲ့စိတ်တွေအရန်စိုးရင်ပူပန်နေတဲ့စိတ်တွေအရန်တက်တည်ပြခြင်းနေတဲ့စိတ်တွေเนาะအရန်ပြင်ပ negative တွေကိုအာယုံစိုက်နေမိတဲ့အရာတွေအဲ့ဒီနောက်ကိုအရန်ပြေးလိုက်နေမိတာတွေအတွက်ကိုပြန်ပြီးတော့အချိန်လျှော့ဖို့လိုတယ်ထိမ့်သိမ့်ဖို့လိုတဲ့အချိန်ဖြစ်ပါတယ်အချိန်ခဏလေးယူပြီးကိုယ့်အတွက်ကိုအချိန်ပေးဖို့လိုအပ်တယ်လို့ guidance ပေးထားတယ်အရာရာဒီသူ့အချိန်ရောက်ရင်အဖြေပေါ်လာလိမ့်မယ်သူ့အချိန်ရောက်ရင်ကိုဖြစ်ချင်တာတွေအတွက်လမ်းကြောင်းတွေပွင့်လာလိမ့်မယ်နောက်တစ်ခါကိုစိုးရိမ်နေတဲ့အရာတွေဒီတကယ်တမ်းကျတော့အဲ့ဒါလောက်ထိစိုးရိမ်စရာမလိုဘူးအဲ့လောက်အချိန်ကြီးစိုးမနေဘူးအဲ့ဒါတွေကဖြစ်လာမှလည်းမဟုတ်ဘူးအကောင်းမြင်စိတ်လေးမွေးစေခြင်းနဲ့ဆိုပြီးတော့ကောင်းမွန်တဲ့ message ပေါ့နော်အဲ့ဒီ guidance လေးကိုပေးထားတာဖြစ်ပါတယ်ကဲဒါလေးကတော့လမ်းညွှန်ချက်အတူလေးပေါ့နော်ထိရောက်မယ်လို့လည်းထင်ပါတယ်အားလုံးအဆင်ပြေဖို့လည်းဆုတောင်းပေးပါတယ်အဆင်ပြေမယ်လို့လည်းအပြေဝယုံကြည်ပါတယ်နော်အားလုံးပဲကျေးဇူးပါနောက်ဗီဒီယိုနေ့မှာပြန်ဆုံကြမယ်နော်ဖိုင်2ကိုရွေးချယ်ထားတဲ့သူတွေအားလုံးပဲမင်္ဂလာပါဒီမှာတော့ guidance ကဘာတွေပေးထားလဲဆိုရင်ဖိုင်2တွေကိုယုံကြည်မှုရှိဖို့လုံမယ်လို့စဉ်းစားထားတဲ့အရာတွေဖန်တီးမယ်လို့စဉ်းစားထားတဲ့အရာတွေလုံတော့ဖန်တီးတော့ဒါမျိုး guidance ပေးထားတယ်เนาะဖိုင်2တွေကဥဆောင်ရမယ့်သူတွေဖြစ်တယ်ပြီးတော့ဘဝမှာတာဝန်တွေ mission တွေ life purpose တွေအများကြီးပါလာတဲ့သူတွေဖြစ်တယ်အခုချိန်မှာဖိုင်2တွေကဒါ calling ဖြစ်နေတဲ့အချိန်ပေါ့เนาะလှုပ်ရှားရှိတာကိုလုံမယ်လို့စိတ်ကကိုယ့်ရဲ့ intuition ကလှုပ်ချင်စိတ်ပြင်းပြနေတယ်မှလားထပြီးတော့လှုပ်လိုက်တော့
ကိုယုံကြည်မှုရှိနော်ကိုယ့်ရဲ့ creation နော်ကိုယ့်ရဲ့ creative energy ကိုယုံကြည်ကိုယ့်ရဲ့ဖန်တီးနိုင်စွမ်းကိုယ့်ရဲ့အရေးချင်းကိုယ့်ရဲ့ skill ဒါတွေကိုယုံကြည်လှုပ်ရှားရှိတာကိုလှုပ်ဆိုပြီးတော့ guidance ပေးနေတယ်ပြီးတော့ဆူတောင်းတဲ့နေပေါ့နော်ကိုယ့်ရဲ့ဆူတောင်းတဲ့နေဆန္ဒပြုတဲ့အတန်နေဒါမှမဟုတ် manifestation တွေလုပ်နေတယ်ဆိုရင်သက်ဆိုင်ရာအဆောင်အရှောက်တွေကအဲ့ဒီအတန်တွေကိုနားထောင်နေတယ်ကြားနေရတယ်ဖြည့်ဆည်းပေးမယ်ဆူတောင်းနေပြည့်မဲ့အချိန်ပေါ့နော်ကိုကိုရိုင်းလည်းဆူတောင်းလို့ရတယ်ဆိုတာကိုအရင်ဆုံးဒီမှာကျွန်မ energy ရတယ်ဖိုက်တူတွေဘဝမှာအများကြီးဖြတ်ကျော်ပြီးသွားပြီเนาะ negative တွေလည်းအများကြီးတွေ့ပြီးသွားပြီတကယ်ကြတော့ဖိုက်တူတွေမှာ low at တဲ့ skill တွေရှိပြီးသား skill တွေလည်းပြည့်နေပြီအတွေ့အကြုံတွေလည်း experience တွေလည်းရနေပြီကိုကသူများကိုယ်တော်ဥဆောင်လို့ရပြီကိုရိုင်းလည်းလှုပ်ရှားရှိတာကိုထပြီးလှုပ်လို့ရပြီเนาะကိုလိုချင်တာတွေကိုဖြစ်ချင်တာတွေဖန်တီးဖို့အကောင်းဆုံးအချိန်ဒီအခုဖြစ်တယ်အခုလှုပ်လို့ရနေပြီဆိုတာမျိုး guidance ပေးထားတယ်အဲ့တော့ကျမတို့တွေခတ်တွေကိုဆက်ပြီးတော့ကြည့်ရအောင်เนาะဘာတွေများပါမလဲart okay see အားလုံးက calling နဲ့ပတ်သက်တဲ့ကတ်တွေပဲဖြစ်နေเนาะအဲ့တော့ fighter တွေအတွက် guidance ကတော့ရှင်းတယ်အခုပါလဲပြင်းနေတာလားဒါမှမဟုတ်အချိန်ဆွဲနေတာလားဒါမှမဟုတ်ကိုလာပြီးတော့တတိပေးနေတဲ့တာဝန်ပေးနေတဲ့လုံရမယ်ဆိုပြီးတော့ကိုယ့်ပခုံးပေါ်မှာရှိနေတဲ့အရာတွေနောက်ကကိုလှုပ်ချင်တဲ့ဖြစ်ချင်တဲ့လုံလဲလုံနိုင်နေဆိုတာသိရတာနဲ့မလှုပ်ဖြစ်သေးတာတွေရှိနေသလားเนาะအတွေ့ထဲမှာပဲစိတ်ကူးထဲမှာပဲပုံဖော်နေပြီးတော့ action တွေတိတ်ပြီးတော့မယူပြစ်နေသေးဘူးပေါ့เนาะဒါမျိုးတွေရှိနေသလားဒါဆိုတော့အခုအချိန်မှာထပြီးတော့ action ယူလိုက်တော့လှုပ်ရှားရှိတာလှုပ်တော့လို့ပြောနေတယ်စိတ်ကူးရင်တာတွေ short တင်ပြီးလက်တွေ့ကြလောက်တော့လက်တွေ့ကြအကောင့်ထဲပေါ်တော့ဆိုပြီးတော့ message ပေးထားတာဖြစ်ပါတယ်ဒီထဲမှာ spiritual အလုပ်ကိုလုပ်နေတဲ့သူတွေနောက်တစ်ခါပညာရဲ့ပိုင်းဆိုင်ရာကိုဘယ်လိုပြောမလဲကြင့်ကြံနေတဲ့သူတွေလေ့လာလိုက်စားနေတဲ့သူတွေပါလိမ့်မယ်ဒီလိုလူတွေဒီပညာအမွေတွေရဖို့ရှိတယ်เนาะပညာရေးနဲ့ပတ်သက်တဲ့ခုတ်တွေပေါ့เนาะခုတ်တွေပွင့်လာဖို့ရှိတယ်ကျမအမြဲတမ်း reading လုပ်လိုက်လို့ရှိရင်လေဖိုင်တူးသမားတွေကအများသောအားဖြင့်ကပညာအမွေတွေပါလာတဲ့သူတွေ mission ပါလာတဲ့သူတွေအဲ့လိုလူမျိုးတွေများတယ်ပေါ့နော်အမြဲတမ်းကျမရဲ့ reading တွေမှာ1 and 2 the energy ကလုံးဝကွဲထွက်တယ်နော်ဒီမှာလဲဒီသဘောပါပဲနော်ပညာအမွေတွေလက်ခံရရှိဖို့ရှိတယ်အခုချိန်မှာကိုယ့်ရဲ့ဆူတောင်းတန်တွေကိုသူတို့ဒီကြားနေရတယ်ကိုကူညီပေးခြင်းနေတယ်သူတို့ပညာတွေလည်းဖြန့်ဝေပေးခြင်းတယ်တာဝန်လည်းပေးခြင်းနေတယ်ဆူတောင်းပါဆန္ဒပြုပါ guidance တောင်းပါလမ်းညွှန်ချက်တောင်းပါသူတို့အကုန်နားထောင်နေတယ်ဆိုတာကိုတွေ့ရတယ်ဒါအပြင်เนาะ mother အဲ့တော့ their voices are calling out to you နော်သူတို့တွေအတန်ပြုတ်နေတယ်ကိုလေဒါကျမစီကတဆင့်အတန်ပြုတ်နေတာပေါ့နော်သူတို့ကကောင်းမွန်သေးကြတဲ့လမ်းတစ်ခုကိုရှောက်စေခြင်းနေပြီကိုယုံကြည်ပါကိုကဥဆောင်ရမယ်သူဖြစ်တယ်နော်ပြီးတော့ကိုကလိုအပ်တဲ့ skill တွေလိုအပ်တဲ့ experience တွေအားလုံးသူ့အနေနဲ့သူပြည့်စုံလာနေပြီဒီတော့လှုပ်ချင်တာကိုလှုပ်ဖို့အချိန်ရောက်ပြီဆိုတာမျိုးကို guidance ပေးထားတယ်နော်ဘာတွေလှုပ်ချင်နေကြလဲအဲ့ဒါတွေလှုပ်လို့ရပြီတဲ့နော်အဲ့လိုပြောထားတယ်တခုတတိထားရမှာကတော့တည်ငြိမ်ဖို့တော့လိုအပ်တယ်မာနတရားကိုရှော့တင်တယ်ကိုကအများကြီးအတွေ့အကြုံတွေလည်းရှိနေပြီသိတယ်တက်တယ်နော်ကိုကလည်းယုံကြည်မှုတွေ confident တွေကရှိတယ်အခါကျတော့ငါဆိုတဲ့မာနတွေရှော့ချဖို့တော့လိုအပ်တယ်ဥဆောင်လုပ်တဲ့နေရာမှာလည်းပညာနဲ့ဥဆောင်ဖို့လိုတယ်မေတ္တာတရားနဲ့ဥဆောင်ဖို့လိုတယ်နော်ပညာတွေဖြန့်ဝေတဲ့နေရာမှာကိုကတဖန်ပြန်ပြီးတော့လက်ဆင့်ကမ်းတဲ့နေရာမှာလဲစေတနာနဲ့မေတ္တာနဲ့လက်ဆင့်ကမ်းဖို့လိုတယ်ငါဆွဲတွေနော်မာနတွေအတ္တတွေခေါင်းမာတာတွေကိုတော့ရှော့ဖို့လိုအပ်တယ်ဒီလိုမျိုးအရင်ဆုံး guidance ကိုမြင်ရပါတယ်ကဲဒီမှာထူးခြားတာကဖိုင်တူးတွေကိုအမျိုးသမီးအဆောင်ရှောက်တွေအားကောင်းစွာဆောင်ရှောက်နေကြတယ်ကိုယ့်ရဲ့ancestor တွေထဲမှာကိုယ့်ရဲ့ဘိုးဘွားတွေထဲမှာဒါမှကိုယ့်ရဲ့ကွယ်လွန်သွားတဲ့အထဲမှာအမျိုးသမီးအကြီးအကဲတွေရှိမယ်ဆိုရင်သူတို့ဒီကိုစောင့်ရှောက်ပေးနေတယ်သူတို့မလုပ်ခဲ့ရတဲ့သူတို့မအောင်မြင်ခဲ့တဲ့ mission တွေကိုလှုပ်စေခြင်းနဲ့เนาะသူတို့ဘဝမှာသူတို့လှုပ်ချင်တဲ့အရာတွေအတွက်ကိုတာဝန်ပေးခြင်းနဲ့စောင့်ရှောက်ပေးနေရလဲပါတယ်လို့ဒီလိုနတ်ဖျားပေါ့နော်နတ်ဖျားမတွေ
mirror နဲ့ဖျားတွေလည်းကိုယ်ချစ်မြတ်နိုးစွာနဲ့စောင့်ရှောက်နေတာကိုတွေ့ရတယ်အဲ့ဒါပြန်ကုန်မှဒီလိုမျိုး dark energy ရှိတဲ့ mother he cake တို့လို mother mori တို့လိုမျိုးပေါ့နော်အဲ့လိုမျိုးနတ်ဖျားမတွေအဲ့လိုနတ်ဖျားမကြီးတွေကလည်းကိုယ်ကြည့်ရှုနေရနော်ကြည့်ရှုနေစောင့်ရှောက်နေဆိုတာမြင်ရတယ်ဆိုတော့အရန် powerful ဖြစ်တဲ့ဖိုင်ထူးတွေအဲ့တော့ဘာသာရေးအတိတ်ထန်တွေလောက်ပါဘာသာရေးဒိဋ္ဌံတွေလုံရင်အရန်အားကောင်းမဲ့သူတွေပေါင်းမြောက်မဲ့သူတွေပါတယ်ဘာသာရေးဒိဋ္ဌံလုံနိုင်တယ်နောက်တစ်ခါကိုယုံကြည်တဲ့ကိုရဲ့နတ်ဖျားမဲတော့အတူတူပဲဘာပဲဖြစ်ဖြစ်ပေါ့နော်ကိုရဲ့ angel တွေပဲဖြစ်ဖြစ် spirit guide တွေအဆောင်ရှောက်တွေပဲဖြစ်အမြဲတမ်းသူတို့ကိုတိတိကျကျတိုင်တယ်ပါတိတိကျကျအာယုံပြုစုတောင်းပါသူတို့စီကနေပြီးတော့ power တွေစွမ်းအားတွေပေါ့နော်အကူအညီတွေရရှိဖို့မြင်ရတယ်เนาะသူတို့ပေးခြင်းနေတယ်ဘာသာရေးအတိတ်ထံအထူးပြုလုပ်ပါမေတ္တာပို့ပါအမျှဝေပါเนาะဆုတောင်းပါဆုတောင်းတဲ့တွေကိုလည်းသူတို့နားထောင်နေတယ်ဆိုတော့ guidance ရတယ်ဒီတော့အချုပ်အဖြစ်ဒီ guidance ကိုပြန်ပြောရမယ်ဆိုရင်ဖိုင်2တွေဒီအချိန်နေဆွဲမနေတော့ဘဲနဲ့လှုပ်ရှားရှိတာကိုလှုပ်ဖို့အချိန်ရောက်ပြီမိမိကိုယ်ကိုယုံကြည်မှုရှိဖို့အချိန်ရောက်ပြီကိုယ်မှာလိုအပ်တဲ့ skill တွေလိုအပ်တဲ့အတွေ့အကြုံတွေ experience တွေအများကြီးရှိနေပြီးသွားပြီလှုပ်ဖို့အချိန်ရောက်ပြီပြီးတော့ကိုဟာဥဆောင်ရမယ့်သူဖြစ်တယ်လမ်းကိုဖောက်ရမယ့်သူဖြစ်တယ်ပြီးတော့ကိုဒီပြန်ပြီးတော့လည်းဖြန့်ဝေရမယ့်သူဖြစ်တယ်เนาะအဲ့ဒီအတွက်အခုချိန်ကစလို့ကိုယ်စိတ်ကဖြစ်ချင်တာလုပ်ချင်တာဒီအခုချိန်ဒီအချိန်ကောင်းဖြစ်တယ်စိတ်ကူးရင်နာတွေ short ပြီးတော့စတင်ပြီးတော့အကောင့်ထဲပေါ်ဖို့လိုအပ်နေပြီဆိုတာကို guidance ပေးထားတယ်အဲ့ဒီအပြင်မှာကိုမှရှိနေတဲ့မာနတွေအတ္တတွေကောင်းမာတာတွေ short ချဖို့လိုအပ်တယ်ပညာနဲ့မေတ္တာကိုရှေ့တန်းတင်ဖို့လိုအပ်တယ်ဆိုပြီးတော့ guidance ပေးထားပါတယ်เนาะဒီမှာကတော့ဆောင်ရန်ရှာရန်နေဆိုတာထက်ဖိုင်တူးတွေကိုသူတို့ကတွန်းအားပေးသွားတယ် calling ပေးသွားတယ်ပေါ့နော်ပြီးတော့မေရော်တွေနတ်ဖျားတွေအမျိုးသမီးအဆောင်ရှောက်တွေအားကောင်းစွာဆောင်ရှောက်နေတယ်เนาะဘာသာရေးဒိဋ္ဌံတွေပေါင်းမြောက်နိုင်တယ်ကိုယ့်ရဲ့ဆူတောင်းတဲ့နေဆူတောင်းစကားတွေပြည့်နိုင်တယ်ပေါင်းမြောက်နိုင်တယ် manifestation တွေအောင်မြင်နိုင်တယ်သူတို့တွေစီကနေပြီးတော့ချစ်မြတ်နိုးတဲ့အတွက်အကာအကွယ်အဆောင်ရှောက် guidance အပြင်စွမ်းအားတွေလည်းကိုဟာရဖို့ရှိတယ်နောက်တစ်ခါပညာရဲ့အမွေတွေเนาะပညာအမွေတွေတာဝန်တွေလည်းရဖို့ရှိတယ်အဲ့အတွက်ဖိုင်2တွေအစင်သစ်ပြင်ထားပါပြီးတော့လှုပ်ရှားရှိတာကိုလှုပ်ပါကိုယုံကြည်ပါเนาะကို supporting ပေးမဲ့သူတွေရှိသလိုကိုနောက်ကနေပြီးတော့လိုက်မဲ့သူတွေကိုကပြန်ပြီးဖြန့်ဝင်ပေးရမယ့်အရာတွေရှိနေတယ်တာဝန်ကြီး mission ကြီးရှိနေတယ်เนาะအဲ့တော့လှုပ်ရှားရှိတာလှုပ်ပါတော့ဒီသဘောကကျွန်မကဒီ spiritual တခုတည်းကိုပြောချင်တာမဟုတ်ဘူးဒီပညာရက်နဲ့ပတ်သက်တာကိုပဲပြောချင်တာမဟုတ်ဘူးပေါ့နော်ကဏ္ဍအသီးသီးမှာဥပမာကိုကဘယ်နေရာမှာဘယ်ဒေသမှာဘယ်လိုမျိုးဥဆောင်နေတယ်လဲဘယ်လိုလုပ်ကိုင်နေလဲကဏ္ဍအသီးသီးစီးပွားရေးလူမှုရေးเนาะကိုယ့်ရဲ့အခြေမေတ္တာရေးအပြင်တခြားသောပညာရေးအကုန်လုံးပေါ့ခန္ဓာအသီးသီးမှာဒီ energy နဲ့ကိုက်ညီတယ်လို့ယူပါဘယ်နေရာမှာဖြစ်ကိုဟာဥဆောင်ရမယ့်သူကိုယုံကြည်မှုရှိရမယ့်သူကိုလိုချင်တာကိုဖြစ်ချင်တာကိုဖန်တီးနိုင်စွမ်းရှိရတဲ့သူဖြစ်ပါတယ်เนาะအဲ့အတွက်ကိုလည်းစောင့်ရှောက်ပေးတဲ့သူလမ်းညွှန်ပေးတဲ့သူစွမ်းအားတွေဝေမျှပေးမဲ့သူရလည်းအဆင်သင့်ရှိပါတယ်เนาะဒါပါပဲအဲ့တော့ဖိုင်2တွေအားလုံးပဲအဆင်ပြေကြပါစေအဆင်ပြေမယ်လို့လည်းအပြည့်အဝအယုံကြည်ပါတယ်ဒီ reading လေးရတော့ဒီလောက်ပါပဲเนาะနောက်ထပ် reading တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်